ဂျပန်စစ်သားတယောက်ကဆရာတော်ရဲ့ဗလီကိုဆွဲပြီးတော့ဖြုတ်လိုက်ပါတယ်။တင်ကန်းချွတ်ပြီးတော့ဆောင်းရသည်ကြီးမှာအများပြည်သူရဲ့ရှေ့မှာရေရီတဝုံဒီပုံလောင်ချလိုက်ပါတယ်။ဒါကတရုတ်သမိုင်းမှာတကယ်ဖြစ်ခဲ့တာဖြစ်ပြီးနန်းချင်းလူသက်ပွဲအတော်တွေမှာဘုန်းကြီးကျောင်းတစ်ကျောင်းရဲ့တန်ဃာတော်တွေတရားဟောနေကြတာဖြစ်ပါတယ်။ကိုရင်တစ်ပါးကဝင်လာပြီးတော့ဂျပန်စစ်သားတွေနန်းချင်းမြို့ကိုတင်နေတဲ့အကြောင်းလာပြောတာဖြစ်ပြီးအဲ့လိုနဲ့ကျောင်းရှိကိုဒုက္ခတွေတောင်းနေချပြီးတော့ရောက်လာခဲ့ပါတယ်။ကျောင်းမှာဆိတ်ချောင်မှုတဲ့တောင်းဆိုလာကြတာဖြစ်ပြီးတော့ကြီးရန်ဆရာတော်ကတနာကြကောင်းတဲ့ပြည်သူတွေကိုကြည့်ပြီးတော့ဝင်ခွင့်ပေးလိုက်ပါတယ်။နောက်နေ့မှလည်းဒုက္ခသည်9000ကျော်လောက်ထပ်ပြီးတော့ရောက်လာပါသေးတယ်။ဒါပေမဲ့တရားရတဲ့လူတွေများလုံးနာကြောင့်ပဲကျောင်းမှာရှိတဲ့ဆေးတွေကလည်းမလောင်မငှဖြစ်လာခဲ့ပြီးဒါကြောင့်မလို့ဆရာတော်ကသူ့ရဲ့တပည့်လေးနဲ့တို့မျိုးတွေကိုသွားပြီးတော့ဆေးတွေသွားယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ကျောင်းပြင်ကနန်းချင်းမျိုးကြီးကတော့မြို့ပြကြီးဖြစ်နေခဲ့ပြီးလမ်းပေါ်မှာအလောင်းတွေကလည်းအပြည့်ပါပဲ။အဲ့ဒီຢာတွေအားလုံးကိုနိုင်ငံသားတယောက်နဲ့တရုတ်ကျောင်းသူတယောက်ကကဘာကိုသိဖို့တည်းရိုက်ပြီးမှတ်တမ်းတွေတင်ထားခဲ့တာပါ။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲဂျပန်စစ်သားကသူတို့ကိုမိသွားခဲ့ပြီးနိုင်ငံသားကနိုင်ငံကိုလက်မှတ်ရှိတဲ့အတွက်ဂျပန်စစ်သားကသူ့ကိုဘာမှမလုပ်ပါဘူး။ဒါပေမဲ့သူ့ကိုဓာတ်ပုံအတင်းရိုက်ခိုင်းထားပါတယ်။ဓာတ်ပုံထဲမှာဂျပန်စစ်သားတွေဟာတရုတ်ကလေးတွေကိုကောင်းကောင်းဆက်ဆံကြပါတယ်။နိုင်ငံသားကလည်းရိုက်ထားကြအောင်ဆောင်ပြီးတော့ထွက်ပြေးသွားပါတယ်။ဂျပန်စစ်သားတွေကလည်းသူတို့ကိုလိုက်ပြီးတော့ဖမ်းနေသလိုလမ်းဆုံးသွားတဲ့အခါမှာတော့ပုံနေတဲ့တရုတ်ကျောင်းသူလေးတယောက်ကသူ့ကိုခေါ်လိုက်ပါတယ်။ပြီးလို့ရှိရင်ဆရာတော်နှစ်ပါးနဲ့လည်းတည်သွားခဲ့တာဖြစ်ပြီးပင်ချမ်းဆရာတော်ကဂျပန်နိုင်ငံမှာကျောင်းသွားတက်ဖူးတာကြောင့်ပဲဂျပန်စစ်သားတွေနိုင်ငံသားကိုလိုက်ရှာနေတဲ့အကြောင်းဘာသာပြန်ပေးလိုက်ပါတယ်။အခုချိန်မှာအရေးကြီးဆုံးကတော့ကင်မရာလေးကိုမြို့ပြင်ထိုးရမှာဖြစ်ပြီးသူတို့နှစ်ယောက်လုံခြုံတဲ့နေရာမှာရှိတဲ့မစ္စတာဘရိတ်ကိုတွားရှာပြီးတော့မှဖလင်ကိုပေးဖို့အတွက်တောင်းဆိုနေတာဖြစ်ပါတယ်။ဒါပေမဲ့သူတို့စကားဆုံးတာနဲ့ဂျပန်စစ်သားတွေကဒီနေရာကိုရောက်လာခဲ့ပြီးဖြစ်ပြီးသူတို့လည်းထွက်ပြေးသွားကြပါတယ်။နေရာအောက်ကိုရောက်သွားတဲ့အခါမှာတော့နိုင်ငံသားကတရုတ်ကျောင်းကိုကင်မရာလေးပေးလိုက်ပါတယ်။နိုင်ငံကျော်ဖို့လည်းအကူအညီပေးလိုက်ပါတယ်။ဂျပန်စစ်သားတွေလည်းရောက်လာခဲ့ပြီးတော့ထွက်ပြေးဖို့အတွက်အချိန်မရှိတော့တဲ့နိုင်ငံသားကအသက်ပေးလိုက်ရပါတယ်။ပြီးလို့ရှိရင်ဂျပန်စစ်သားတွေကနိုင်ငံသားပြင်ထားတဲ့ကင်မရာလေးအတုကိုယူသွားခဲ့ပြီးတစ်ဖက်မှာတော့ကျောင်းသူတွေကဘုန်းကြီးကျောင်းကိုရောက်လာခဲ့ပါတယ်။သူတင်ထားတာကတော့အဲ့ဒီနေရာမှာဘုန်းကြီးကျောင်းဖြစ်တဲ့အတွက်ပဲဂျပန်စစ်သားတွေကဘာမှမလုပ်တော့ပါဘူးပေါ့။ပြီးလို့ရှိရင်တော့ဂျီယန်ဆရာတော်ကိုတွားပြီးတော့ရှာပါတယ်။ကင်မရာလေးကိုအပ်ထားဖို့အတွက်တောင်းဆိုပါတယ်။ဆရာတော်ကလည်းကင်မရာလေးအရန်အရေးကြီးမှန်းသိတာကြောင့်လက်ခံထားလိုက်ပြီးအခုချိန်မှာဂျပန်စစ်သားတွေလည်းကင်မရာလေးအတုဖြစ်နေမှန်းသိသွားခဲ့ပါတယ်။သူကဒေါသတွေထွက်နေပြီးတော့ဘုန်းကြီးကျောင်းကိုတွားပြီးတော့ဝန်းရံထားဖို့အတွက်အမိန့်ချလိုက်ပါတယ်။သူတို့သတင်းရတရုတ်တဲ့ရဲ့ဦးစီးအရာရှိကလည်းကျောင်းထဲမှာရှိနေတာပါ။ဂျီယန်ရဲ့ငါတို့ကသတင်းရထားတယ်တရုတ်တဲ့ဦးစီးအရာရှိကျောင်းထဲမှာရှိတယ်လူကိုအမြန်ထုတ်ပြီးမဟုတ်လို့ရှိရင်ဂျပန်စစ်သားကအလျှော့ပေးမှာမဟုတ်ဘူးတဲ့။ငါရဲ့ကျောင်းထဲမှာစစ်ကြောင်ဒုက္ခတွေပဲရှိတာဘာဦးစီးအရာရှိမှမရှိဘူးလို့ပြန်ပြောပါတယ်။အကောင်ပြောလို့များတဲ့ခါမှာတော့ဂျပန်စစ်သားတွေကဆရာတော်ကိုလူများရှိမှစော်ကားပြနေပြီးဒါပေမဲ့လည်းဆရာတော်ကကင်မရာလေးရဲ့အကြောင်းကိုတော့လုံးဝမပြောခဲ့ပါဘူး။အဲဒီခါမှာဂျပန်စစ်သားကဆရာတော်တစ်ပါးကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။ပြီးလို့ရှိရင်သူတို့ကိုသတိပေးစာထုတ်ပြန်လိုက်ပါတယ်။၃ရက်တည်းမှာစစ်ဆောင်တွေကိုမောင်းထုတ်ရပါမယ်။မဟုတ်လို့ရှင်တော့ကျောင်းတစ်ခုလုံးကိုဖြိုဖျက်ပြစ်မှာပါ။အရေးကြီးနေတာကြောင့်ပဲဂျီယန်ဆရာတော်ကစာရဆောင်ကိုရေးလိုက်ပါတယ်။တလပိုင်း6ရက်နေ့မှာဂျပန်စစ်သားတွေကရှေ့က300ပိတ်တာလူသွားခဲ့ပါတယ်။မိမ6ယောက်ကိုအနိုင်ကျင့်ပါတယ်။တလပိုင်း7ရက်နေ့မှာဂျပန်စစ်သားတွေကလူ3ယောက်ကိုတနက်နဲ့ပြစ်တက်လိုက်ပါတယ်။အဲဒီထဲမှာဘုန်းကြီးတစ်ပါးလေးပါပါတယ်။တလပိုင်း16ရက်ကနေ30ရက်အတွင်းမှာဂျပန်စစ်သားတွေကကျောင်းထဲမှာနေတိုင်းဒီပါလာပြီးတော့လူရဲကြပါတယ်။မရင်းလာချင်းကြပါတယ်။နှစ်လပိုင်း19ရက်နေ့မှာတော့ဂျပန်စစ်သားတွေကကျောင်းမှာရှိတဲ့ဆရာတော်ကိုတပ်ပစ်လိုက်ပါတယ်။တနက်နဲ့လူအများကြီးတရားရတော့အောင်ပြစ်လိုက်တယ်လို့မစ္စတာလာဘီရဲ့ကိုညီမအမသူကစာနဲ့တူတူဂျပန်တန်ယုံကိုရောက်လာခဲ့ပါတယ်။ဂျပန်ရဲ့လူကြီးကတော့ငါနားမလဲဘူးတရုတ်လူမျိုးတွေအသက်ခံတဲ့အကြောင်းပဲမလားလာပြောပြစရာမလိုဘူးတဲ့ဘလောက်ပဲပြောလက်နဲ့ရဲ့အာနာကိုမလွန်ဆန်နိုင်မဲ့အရန်ကိုသိတာနေပြီးဆရာတော်လည်းမတက်နိုင်တဲ့အခါမှာအဲ့ဒီအကြောင်းတွေကိုသတင်းစာတွေထည့်ရေးလိုက်ပါတယ်။ဂျပန်စစ်သားတွေကသတင်းစာကိုမြင်ပြီးတော့ဒေါသတွေထွက်နေကြပါတယ်။အဲဒီချိန်မှာဆရာတော်ရောက်လာခဲ့ပြီးတော့သူတို့ကိုဂျပန်ကျောင်းမှာအတူတူတက်ဖူးတာကြောင့်ဘုန်းကြီးကျောင်းကိုလှုပ်ပေးဖို့တောင်းဆိုနေတာဖြစ်ပြီးဂျပန်ဗိုလ်မှူးကတော့ကင်မရာလေးနဲ့ဦးစီးအရာရှိကိုမပေးနိုင်ဘူးဆိုလို့ရှိရင်သူလည်းအမိန့်ကိုလိုက်နာဖို့ပဲကြံတဲ့အကြောင်းပြောလိုက်ပါတယ်။ညဘက်ကိုရောက်တဲ့ခါမှာတော့ဂျပန်စစ်သားတယောက်ကကျောင်းထဲကိုဝင်လာပြီးတော့ကလေးမလေးတယောက်ကိုအနိုင်ကျင့်ဖို့ကြံနေပါတယ်။ဆရာတော်တစ်ပါးကနှစ်ကုန်းလောက်ဝင်ပြောလိုက်တာကြောင့်ဓာတ်နဲ့ထိုးပြီးတော့အသက်ခံလိုက်ရပါတယ်။ယောက်ျားတယောက်ကကြီးလို့မရတော့တဲ့ခါမှာဂျပန်စစ်သားနဲ့တွားပြီးတော့ချပြီးကိုရင်လေးတော်မှလိုက်ပြီးတော့ရိုက်ပါတယ်။ဂျပန်စစ်သားတည်သွားခဲ့တာကြောင့်လက်စားချေခန်းမှာတေးကြနေသလိုသူတို့ကိုဂျပန်စစ်သားကိုမြုပ်ပြီးတဲ့အချိန်မှာတော့ကျောင်းထဲကိုဂျပန်စစ်သားတွေအများကြီးဝင်လာခဲ့ပါတယ်။ကျန်တဲ့လူတွေလုံခြုံမှုတဲ့ကောင်လေးကထွက်လာခဲ့ပါတယ်။ငါကဂျပန်စစ်သားကိုတတ်နိုင်သွားပြီးငါဂျပန်စစ်သားကိုတတ်နိုင်ခဲ့ပြီးတဲ့နောက်ဆုံးမှာတော့ကောင်လေးဟာသူ့ရဲ့အသက်နဲ့အားလုံးကိုကောက်ွယ်ပေးခဲ့တာပါ။၃ရက်ချင်းပြည့်ကနေမှာဂျီယန်ဆရာတော်ကတည်သွားတဲ့ဆရာတော်အတွက်စစ်ဆောင်တွေနဲ့အားလုံးဇာဝနာအခမ်းအနားတွေအတူတူလုပ်ခိုင်းပါတယ်။ပြည်သူရောင်ဆောင်ရတဲ့ဦးစီးရာရှိကလည်းအချိန်ကောင်းယူပြီးတော့ထပ်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့ဆရာတော်နဲ့ကျောင်းသူတွေကကင်မရာလေးကိုယူပြီးတော့ထွက်သွားတဲ့အချိန်မှာဂျပန်စစ်သားတွေရုတ်တရက်ပေါ်လာခဲ့ပါတယ်။ကျောင်းသူတွေကလည်းကြည်စံမိကတေဆုံးသွားခဲ့ပြီးဆရာတော်ကလည်းကင်မရာလေးကိုယူပြီးတော့ထပ်ပြေးသွားခဲ့ပါတယ်။နောက်နေ့ကိုရောက်တဲ့အခါမှာတော့ဂျပန်စစ်သားတွေလည်းပြောထားတဲ့အတိုင်းကျောင်းကိုရောက်လာပါတယ်။
GN စစ်ဆောင်တွေကိုမောင်းထုတ်ဖို့ငါနင်းကိုအမိန်ပေးနေတာကြားရလားတဲ့နင်သာအကြောင်းကိုဘုံချင်းပဲဆိုရင်ငါလည်းအကြောင်းထဲမှာနင်းရဲ့ဘုံကိုစောင့်ကြည့်နေပဲဒါပေမဲ့နင်ငါ့ကိုယုံပါကျောင်းကိုဘုံကျဲပြလဲနောင်လာနောက်သားတွေကကျောင်းအစ်စ်ကိုလာပြီးတော့စောက်ကြမှာပဲတဲ့ရှီချာကျောင်းတော်ကြီးကနေပေါင်း1500ကိုတောင်ကြော်ဖြတ်လာခဲ့ပြီးတိုက်ပွဲတွေကြားထဲမှာခဏခဏပျက်စီးသွားပြီးမြဲဗုဒ္ဓဘာသာရှိနေသူတွေကျောင်းဆိုတာထပ်ပြီးတော့ပေါ်လာမှာပါရှီချာကျောင်းတော်ရဲ့ပြန်ဆောင်မှတ်တမ်းလေးမှာဖြည့်ဆည်းခံတဲ့အကြောင်းရဲ့အစအဆုံးမှတ်သားထားတာကိုငါယုံကြည်တဲ့လှုပ်ထားတဲ့အပြစ်တွေနဲ့ကောင်းမှုတွေလည်းအဲ့ဒီကြောက်တိုင်မှာထားဝရရေးထားလိမ့်မယ်ဗုဒ္ဓဘာသာရဲ့တမိုင်းနဲ့အတူတူမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်လက်ဆင့်ကမ်းသွားကြလိမ့်မယ်ဘုံမှုအမိန်ချလိုက်တာကျောင်းတစ်ခုလုံးပြချသွားမယ်ဖြစ်ပါတယ်ဂျီယန်ဆာတော်ကတည်တည်ငြိမ်နဲ့ကျောင်းရဲ့အရှိမသွားပြီးတော့ရှင်းနေပါတယ်ဘုံမှုကလည်းအမိန်မချရတော့ပါဘူးအခုချိန်မှာတော့သူ့ရဲ့အရှိမရှင်းနေတာကဆရာတော်တပါးပဲမဟုတ်ပါဘူးကိုယ့်ရဲ့ပြည်သူနဲ့ကျောင်းတော်ကြီးကိုကာကွယ်နေတဲ့သူရဲ့ကောင်းကြီးလည်းဖြစ်ပြန်ပါတယ်နောက်ဆုံးမှာတော့ဗုဒ္ဓဘာသာဝင်ချင်းဖြစ်တဲ့ဘုံမှုဟာကျောင်းကြီးကိုလှုပ်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲဂျီယန်ဆရာတော်ကနှစ်တောင်ချီတဲ့ကျောင်းတော်ကြီးနဲ့အတူလူအသက်ပေါင်း2400ကိုကယ်တင်နိုင်ခဲ့တာပါဂျီယန်ဆရာတော်ဟာ1939ခုနှစ်ဆယ်လပိုင်းမှာပြန်လွန်တော်မူခဲ့ပြီးအသက်40အထိနေထိုင်ခဲ့ပါတယ်သူကတော့တရုတ်သမိုင်းတွေကသူရဲကောင်းတစ်ယောက်ပဲဖြစ်ပါတယ်